ဒီနေ့တော့စီးပွားရေးလုပ်ငန်းရှင်ဖြစ်ချင်တဲ့သူတွေစီးပွားရေးနဲ့ပတ်သက်ပြီးစိတ်ဝင်စားတဲ့သူတွေအတွက်ကျွန်တော်တို့စာအုပ်လေးနှစ်အုပ်အကြောင်းကိုမိတ်ဆက်ပေးချင်တာဖြစ်ပါတယ်။ပုံမှန်အားဖြင့်ကျွန်တော်ကဒီ business idea generation ပေါ့နော်စီးပွားရေးစိတ်ကူးညံကွန်မြူချင်းဆိုတဲ့အခမဲ့ကျွန်တော်တို့ဟောပြောပွဲလေးတွေကျွန်တော်လာစဉ်လာတိုင်းလုပ်ပေးသွားလေးရှိတယ်။ကျွန်တော်ရဲ့မိတ်ဆွေစီးပွားရေးလုပ်ငန်းရှင်တွေအတွက်ပေါ့အဲ့ဒီထဲမှာကျွန်တော်အဲ့စာအုပ်နှစ်အုပ်ကိုမဖြစ်မနေဖတ်ဖို့အတွက်ကျွန်တော်လမ်းညွှန်လေးရှိပါတယ်။အဲ့စာအုပ်ကတော့နှစ်အုပ်စလုံးကစာရေးဆရာတယောက်တည်းကရေးထားတာပါအဲ့ဒီစာရေးဆရာဘယ်လိုလဲဆိုလို့ရှိရင်ဆရာကြီးမင်းသိန်းကဖြစ်ပါတယ်။ဆရာကြီးမင်းသိန်းကအများသောပြင်ဘီဒင်းနေတော့ပြီးလို့ရှိရင်ကျွန်တော်တို့ဂမ်ဘီယာဝတ္ထုတွေအများကြီးရေးတာ။နော်အဲ့ဒီထဲမှာကျွန်တော်အဲ့ဒီနှစ်အုပ်ကိုတော့တော်တော်သဘောကျမိတယ်။နော်အကယ်၍စီးပွားရေးလုပ်ငန်းရှင်ဖြစ်နေတဲ့သူတွေစီးပွားရေးနဲ့ပတ်သက်ပြီးတော့အခွင့်အလမ်းရှာနေတဲ့သူတွေကအဲ့ဒီစာအုပ်နှစ်အုပ်ကိုဖတ်လို့ရှိရင်မိတ်ဆွေတို့ရဲ့အသိပညာတွေမိတ်ဆွေတို့ရဲ့ဉာဏ်လင်းတွေကိုပွင့်မြင်နောက်တစ်ဆင့်ကိုရောက်သွားလိမ့်မယ်လို့ကျွန်တော်မျှော်လင့်ပါတယ်။အဲ့စာအုပ်နှစ်အုပ်ကိုဖတ်ပြအောင်ဖတ်ပါပထမတော့ကတော့ဘုံနာဘာကွန်လို့ခေါ်ပါတယ်။ဘာကွန်ဆိုတဲ့ရက်ွက်ထဲမှာအများအနေခံတဲ့လူငယ်တယောက်ကเนาะကျွန်တော်တို့ဘဝမှာအောင်မြင်မှုကြီးကြီးမားမားတွေရပြီးတော့เนาะပြောရင်တော့တထေးတကြွယ်ဘဝကိုရောက်သွားတဲ့အထိစူးစမ်းအားထုတ်ခဲ့တဲ့လူငယ်တယောက်အကြောင်းကိုဆရာကြီးကဇလန်တပုတ်အနေနဲ့စီကပတ်ကုန်းရေးထားတာဒါဘာလို့စမ်းလို့လဲเนาะဒါသူများကြီးလည်းရေးနေကြတာပဲအဲ့ဒီမှာဆရာကြီးကကျွန်တော်တထေးဖြစ်နိုင်တဲ့နီးလန့်တွေတထေးဖြစ်နိုင်တဲ့အတွေးခေါ်တွေကိုမြုပ်နှံပြီးတော့ရေးထားတာပါဒါကြောင့်မို့ကျွန်တော်စာအုပ်ဖတ်ရင်းနဲ့မှာငငယ်တုန်းကဆိုလို့ရှိရင်ကျွန်တော်တို့ကဒီသူရေကောင်းဆန်တဲ့เนาะဘာကွင်းရဲ့အပြုတ်မှုတွေဘာကွင်းရဲ့ပြောဆိုပုံတွေသဘောကျတာဒါပေမဲ့အသက်ကြီးလာတဲ့အချိန်မှာကျတော့ကျွန်တော်တို့ကစီးပွားရေးနဲ့ပတ်သက်ပြီးတော့စီးပွားရေးပညာရပ်တွေလေ့လာတယ်เนาะစီးပွားရေးနဲ့ပတ်သက်ပြီးတော့ကျွန်တော်လုပ်တဲ့ကိုင်နေဆိုတဲ့အချိန်ကျမှဆရာကြီးကကျွန်တော်တို့အတွက်ကိုအများကြီးပညာပေးခဲ့တာဗျာဒါကြောင့်ပုံနာဘာကွင်းစာအုပ်ကိုဖတ်ဖို့အတွက်ကျွန်တော်လမ်းညွှန်ကြပါတယ်ဒီထဲမှာဆိုကျွန်တော်အကြိုက်ဆုံးကသူ့ရဲ့ဆရာပေါ့နော်မန်တာလို့ခေါ်တဲ့သူ့ရဲ့ဆရာကနေပြီးတော့ပုံနာဘာကွန်းကိုနော်ဘာကွန်းအသေးဖြစ်လာမယ်ဘာကွန်းမှားတာကတော့မင်းအကဲမြန်အဆင်ပြေခဲ့ရင်တော့နော်ကျွန်တော်တို့လောက်ကမှာကဒီလေဘင်းကိုအစိပ်ပလင်းတပလင်းဆွဲပေးတယ်ပြီးလို့ရှိရင်ကျွန်တော်တို့ဝင်းရင်တုတ်တစ်ချောင်းပေးတယ်ပြီးလို့ရှိရင်ကျွန်တော်တို့ဗာပေးလဲဆိုတော့ကျွန်တော်မီးရင်ကလေးပေးတယ်ပေါ့နော်ဝင်းရင်တုတ်ကတော့အကဲမြန်ကိုချမ်းတောင်လုပ်တဲ့အချိန်မှာအခက်အခဲတွေရှိလာခဲ့ရင်ဒီဝင်းရင်တုတ်နဲ့ဖြစ်ရှင်နော်ပြီးတော့နောက်တစ်ခုကဘာလဲဆိုတော့မီးအိမ်ဒီမီးအိမ်ကကျတော့ကျွန်တော်တို့အမှန်တရားကိုရှာဖွေဖို့နော်ပြီးလို့ရှိရင်ကျွန်တော်တို့အစိပ်ပလင်းကကျတော့ကျွန်တော်တို့အောင်မြင်မှုကိုသွားတဲ့လမ်းမှာနော်ကျွန်တော်တို့ပုံမှုရောက်ရှိဖို့အတွက်ဒီအစိပ်ပလင်းကmotivation ဖြစ်စေတာပေါ့မင်းအကယ်၍မင်းမှန်းထားတဲ့အချိန်မှာမချမ်းသာဒီအစိပ်ပလင်းတောက်ပြီးတေးလိုက်ဆိုပြီးတော့ဒီသူ့ရဲ့ကိုရင်ကြီးကနေပြီးတော့နော်ကျွန်တော်တို့ဘာကွန်းကိုပြောတဲ့ပုံစံလေးကျွန်တော်ရေးထားတာပါအဲ့ဒါကြောင့်မလို့ကျွန်တော်တို့ဒီစာအုပ်ကတော့ကျွန်တော်တို့ရဲ့အပြင်မှာရှိတဲ့ SMA တွေ Smart 2နဲ့တော်တော်လေးတွက်ညီတယ်เนาะအဲ့ဒီမှာ time bond ဆိုတဲ့ဥစ္စာပါတယ်အဓိကတော့အချိန်စီးနှောင်ဝါမရှိရင်ကျွန်တော်တို့သွားကျင်တဲ့ပန်းတိုင်းကျွန်တော်ဖြစ်ကျင်တဲ့စံသားတွေကိုရောက်ဖို့အတွက်အခက်အခဲရှိနိုင်တယ်ဆိုတဲ့သဘောတရားပါโอเคနောက်တစ်စာအုပ်တော့ကတော့ဖြစ်ကျင်တာဖြစ်မောင်မချစ်ဆိုတဲ့စာအုပ်ပါဒီဘတ်ဂျက်ဆိုတဲ့စာအုပ်ထဲမှာကျတော့เนาะဆယ်ရီမင်းခါကကျွန်တော်တို့ဒီလက်စားချေတဲ့လူတယောက်အကြောင်းကိုရေးထားတာပါဒါပေမဲ့အဲ့တဲ့မှာစီးပွားရေးလုပ်ငန်းရှင်တွေစီးပွားရေးလုပ်ငန်းရှင်ဖြစ်ကျင်တဲ့သူတွေအတွက်မြုပ်နှံထားတဲ့ရဲသနာတွေအများကြီးပါတယ်နော်ပြောရင်တော့မသိသူကြော်သွားသိသူဖော်စားဆိုတဲ့စနစ်ပါနော် presentation ကောင်းကောင်းတစ်ခုဘယ်လိုပြင်ဆင်ရမလဲနော် CSR economic နော် CSR business ကိုဘယ်လိုလုပ်ရမလဲပြီးလို့ရှိရင်ကျွန်တော်တို့အနေနဲ့ဒီစိတ်ပါဝင်စားမှုရှိရင်ကျွန်တော်တို့အလုပ်တစ်ခုကိုနော်တန်ထုံးတုံးကိုအဖြစ်သွားအောင်တွေးနိုင်တဲ့အဆင့်ထိချစ်ချင်တိုင်းဖြစ်လို့ရတဲ့ဘဝကိုရတဲ့လူတယောက်ရဲ့စိတ်ဓာတ်ကိုအဲ့ဒီစာအုပ်ထဲမှာချပြထားတာပါကျွန်တော်ရင်တော့ဖြစ်ချင်တာဖြစ်ကွာငါတို့ပေပေတီတီနေမယ်ဆိုတဲ့သဘောမျိုးဖြစ်ချင်တာဖြစ်မောင်ပါချစ်လို့ထင်တာမဟုတ်ဘူးဖြစ်ချင်တဲ့အရာကိုဖြစ်အောင်လုပ်နိုင်တဲ့ဘာချစ်မလို့မောင်ပါချစ်ဖြစ်ချင်တာဖြစ်မောင်ပါချစ်လို့ခေါ်တာပါအဲ့တော့အဲ့စာအုပ်နှစ်အုပ်ကိုမင်းတို့ဖတ်ကြည့်ပါကျွန်တော်ယခုပြောနေတဲ့အရာထက်ပိုစိတ်ဝင်စားပြီးကောင်းပြီးတော့ပိုလေးနဲ့ပါတယ် business နဲ့ပတ်သက်တဲ့ concept တွေ theory တွေနော်အပြင်လောကမှာတကယ်လက်တွေ့လိုက်လုပ်လို့ရတဲ့အချက်လက်တွေကိုထည့်သွင်းပြီးဖော်ပြထားတာမလို့ဒီစာအုပ်နှုတ်ကတကယ်တမ်းပြောရင်တော့management လမ်းပြမြေပုံ business လမ်းပြမြေပုံပဲဖြစ်ပါတယ်။နောက်ဒီစာအုပ်နှုတ်ကိုအကယ်၍မိတ်ဆွေတို့ဖတ်ဖို့အဆင်မပြေဘူးဆိုလို့ရှိရင်ကျွန်တော်တို့ online ပေါ်မှာလည်းကျွန်တော်တို့ YouTube ပေါ်မှာလည်း audio book တွေရှိပါတယ် audio book တွေနားထောင်ကြည့်ပါမိတ်ဆွေတို့ရဲ့စီးပွားရေးနဲ့ပတ်သက်တဲ့လမ်းနော်စီးပွားရေးနဲ့ပတ်သက်တဲ့ခီးမှာဒီစာအုပ်နှုတ်ကအထောက်အကူပြုလိမ့်မယ်လို့မျှော်လင့်ပါတယ်ကျွန်တော်နာမည်မိုးရမြမှာကျွန်တော်က AOD Business Center ရဲ့ founder ပါကျွန်တော်ယခုလိုမျိုး management နဲ့ပတ်သက်တဲ့ပညာရပ်တွေစီးပွားရေးနဲ့ပတ်သက်တဲ့အကြောင်းအရာတွေကိုမျှဝေနေတဲ့သူဖြစ်ပါတယ်ကျွန်တော်ရဲ့ဗီဒီယိုတွေကိုကြည့်ချင်တယ်ဆိုတော့မိတ်ဆွေတို့ Facebook YouTube နဲ့ TikTok စာမျက်နှာတွေပေါ်မှာရှာဖွေကြည့်ရှုလို့ရပါတယ်ကျေးဇူးတင်ပါတယ်ခင်ဗျာ